သူကလင်းလက်အခုပြတဲ့နီးတိုင်းလိမ့်ဒီမှာကြည့်လားမှုံညက်တိတ်နေရောပဲတွေ့လားမမတို့ပြီးတော့လို့ဆိုလို့ရှိရင်နှခမ်းနီလေးစိုးလိုက်မယ်ကွာတနခါတစ်မျိုးထင်းနေပဲเนาะကြည့်ဒီမှာမိတ်ကပ်လိမ့်ထားတယ်လို့မိတ်ကပ်ပြင်ထားတယ်လို့မှုံညက်တိတ်တွေ့လားလင်းလက်ကအများကြီးတော့လိမ့်ပြထားတာမဟုတ်ဘူးเนาะတင့်ရုံလောက်လေအပြင်မှာလဲကြည့်လို့ကောင်းတဲ့အနေထားလောက်လေလိုက်ထဲမှာလဲမြင်ရတဲ့အနေထားလောက်လေးပဲလိမ့်ပြထားတာတွေ့လားသူများနေဆိုလို့ရှိရင်လိုက်ထဲမှာဆိုလို့ရှိရင်ပို့ပြီးမြင်ရအောင်ဆိုပြီးတော့အများကြီးလိမ့်ပြတာတွေရှိတယ်လင်းလားအဲ့လိုမျိုးမဟုတ်တေချာလေးပဲလိမ့်ပြတာဒီမှာပြီးရင်နှခမ်းနီလေးစုပ်လိုက်ကွာโอเคဒါဆိုဒီပုံစံလေးနဲ့အမောက်တဘူးကို200ဘတ်ပါရှင်အမောက်တဘူးကို200ဘတ်ပါအပွေးခဲရကြတော့တက်ခဲကို80ဘတ်ပါရှင်10ခဲကို600ဘတ်ပါရှင်ဟောဒီမှာကြည့်လိုက်ဘာလို့လဲဘာချက်လဲချွေတာပြီးသားပဲအိမ်ရှင်မတွေနော်3 4 5 600တန်းကြီးကိုဝယ်နေကြမလို့ဥမာကိုကမိတ်ကပ်လိမ့်မယ်ဆိုလို့ရှိရင်ကွာအောက်ခံဖောင်ဒေးရှင်းလဲဝယ်ရမယ်အပေါ်ကမိတ်ကပ်လဲဝယ်ရမယ်နော်မိတ်ကပ်အစိုးအချောက်ဆိုတာရှိတယ်2မျိုးရှိတယ်ဝယ်ရမယ်ပြီးတော့လို့ဆိုလို့ရှိရင်အပေါ်ကနေပြီးတော့ပေါင်တာမှုတ်တစ်ခါဝယ်ရမယ်အမှဆိုလို့ရှိရင်ဒါအကြမ်းမြင့်လေးနဲ့ပြောပြတာတော့မှ3ခုရှိနေတကယ်တမ်းကမိတ်ကပ်ကိုဟိုလိုမျိုးကြီးတွေလိမ့်မယ်ဆိုလို့ရှိရင်အောက်ကမွားရှာရိုက်စားဘာညာပေါ့နော်အဲ့လိုမျိုးနဲ့ဆိုလို့ရှိရင်မင်းကလေးတယောက်မှာဆို4-500လောက်ကုန်မှနော်အလှပြင်လို့ရမယ်ဒါပေမဲ့တနခါအမှုတ်တဘူးတာစောင်းတာမမတို့နော်တဘူးဒီမှာတဘူး200လားစောင်းတာတနခါနဲ့ပဲမမတို့ဒီလိုမျိုးလေးအလှပြင်လို့ရတယ်ကွာတွေ့လားဒီလိုမျိုးလေးပြင်လို့ရတယ်ဘာခက်လဲဘာမှလည်းမခတ်ဘူးကွာကိုရင်မျက်နှာပြသွားမှလည်းစိတ်ပူစရာမလိုဟဲ့ငါမိတ်ကပ်ပြင်လိုက်လို့ဆိုရင်ပြပြီးတော့တရေရုပ်ပေါက်သွားမလားဒါမျိုးလဲလုံးဝစိတ်ပူစရာမလိုဘူးဘာကြောင့်လဲတနခါကဘယ်လိုအသားရည်မျိုးမှမဆိုလိမ့်လို့ရတယ်